အသား၆တဲ့သူတွေအတွက် make up လိမ့်တဲ့အခါမှာအရန်ကိုခေဖြစ်ပြီးတော့ make up ကွက်တာတွေအသားရည်နဲ့တစ်ချက်တည်းမကြဘဲနဲ့ make up အဖက်တွေဖြစ်တာကအရန်ကိုစိတ်ငြိရပါတယ်အဲ့တော့ဒီ video ထဲမှာ make up သားတစ်ထက်တည်းကြပြီးတော့ glow ကြည့်တောင်းနေဖို့အတွက်အရေးကြီးတဲ့ပြုလုပ်ရမယ့်အလုပ်ဝက်ချက်အဆင့်စိမ်ကိုပြောပြပေးပါမယ်အဲ့တော့ပထမဆုံးအနေနဲ့အရေးကြီးတာကတော့ skin preparation ဖြစ်ပါတယ် make up သားတစ်ထက်တည်းကြပြီးတော့လှဖို့အတွက်ဆိုလို့ရှိရင်တော့ skin preparation ကအရန်ကိုမှအရေးကြီးပါတယ်အသားရည်ကောင်းနေဖို့က80%လောက်အရေးကြီးပါတယ်အဲ့တော့ကိုကတပတ်ကိုတစ်ခါနှစ်ခါလောက်ဖြစ်ဖြစ်ဂျန်တဲဖြစ်တဲ့ exfoliator တွေကိုသုံးပြီးတော့ဆဲသေးတွေကိုဖယ်ရှားပေးပါပြီးရင်တော့ hydration အရန်ကောင်းတဲ့ moisturizer မျိုးတွေပေါ့နော် hyaluronic acid ပါတဲ့ cream type moisturizer မျိုးတွေကိုသုံးပေးရပါမယ်နံပါတ်1အနေနဲ့အရေးကြီးတာကတော့ primer ရွေးချယ်နည်းပဲဖြစ်ပါတယ် primer ရွေးချယ်တဲ့အခါမှာ matte type ဖြစ်တဲ့ primer တွေကိုရှောင်လို့တော့တွားပြီးတော့သုံးလို့မရပါဘူးအသားချုပ်တဲ့သူတွေအနေနဲ့ glow ဖြစ်ဖို့ဆိုလို့ရှိရင်တော့ glow primer တွေ illuminating primer တွေကိုသုံးပေးမှသာအသားရည်ကဆူကြည့်ပြီးတော့ပြောင်းအိနေမှာဖြစ်ပါတယ်အဲ့တော့နံပါတ်3အချက်အနေနဲ့အရေးကြီးတာကတော့ foundation နဲ့ concealer ရွေးချယ်တဲ့နေရာမှာဖြစ်ပါတယ် foundation နဲ့ concealer ရွေးချယ်တဲ့အခါမှာလည်း matte type foundation တွေကိုလုံးဝမသုံးသင့်ပါဘူးအသားရည်စိုးဖို့အတွက်ဆိုလို့ရှိရင် glow foundation တွေ serum foundation တွေဒီလိုမျိုးတွေကိုရွေးချယ်ပြီးတော့သုံးပေးရပါမယ်တကယ်လို့ဘောပေါ်မှာဖြစ်နေဆိုလို့ရှိရင်တော့ cushion တွေကိုလည်းရွေးပြီးတော့သုံးလို့ရပါတယ်နံပါတ်4ချက်အနေနဲ့ကတော့ powder တွေအများကြီးမသုံးရပါဘူး makeup ကွက်ရတဲ့အဓိကအကြောင်းရင်းက powder အသုံးများလို့ဖြစ်ပါတယ်အဲ့တော့ကိုကpowder သုံးမယ်ဆိုလို့ရှိရင်အဓိက setting လောက်ရမယ့်နေရာတွေဖြစ်တဲ့ထိဆုံးလိုနေရာမျိုးမှာပဲဒီ translucent powder loose powder မျိုးတွေကို brush ကြီးပေါ့ပွားလေးနဲ့ပေါ့နော်ခပ်ပေါ့ပွားလေးပဲသုံးပေးရပါတယ်နောက်ဆုံးစင်နံပါတ်5အနေနဲ့ကတော့ setting spray သုံးတာပေါ့ setting spray သုံးမယ်ဆိုလို့ရှိရင်လည်း hydration ပါတဲ့ setting spray မျိုးကိုရွေးချယ်ပြီးတော့ခက်လက်လက်ရနေပပလေးသုံးပေးရပါမယ်ဒါမှသာ make up သားကအသားနဲ့တစ်ချက်တည်းကြပြီးတော့တနေ့ကုန် glow ကြည့်နေမှာဖြစ်ပါတယ်အဲ့တော့အခုလိုမျိုး make up တွေမကွက်ပဲနဲ့လှအောင်လင်းချင်တဲ့ဒီထက်ပိုပြီးတော့အသားရည်နဲ့တစ်ချက်တည်းကြမဲ့ make up လေးတွေကိုအသေးစိတ်လက်တွေ့ကြကြလေးလာချင်တယ်ဆိုလို့ရှိရင်တော့ဇာနာရဲ့2ရက်ပြတ် self make up တင်တွေကိုလာပြီးတော့လေ့လာလို့ရပါတယ်Zana Hairdo and Makeup